ကတော့ကြည့်မရဘူးဆိုထိုကလာကျွန်ုပ်နှင့်စောတင်မောင်အပြိုင်ပိုးနေသောခင်ထား၏အိမ်ရှိသို့ကျွန်ုပ်ဖြတ်အလျှောက်ကိုပိုင်ကလေးခင်ထားတို့စီဝင်ပါအောင်မခေါ်စဘူးအခေါ်ထူးနေပုံထောက်ရင်ဝက်သားမျက်နှာကြောင့်ဖြစ်မယ်မခေါ်ခင်ကပင်ဝင်းကြောင်ခြင်းနေသောကျွန်ုပ်ဆွေကနေခင်ထားပေသို့ရောက်သွားလေ၏ခင်ထားဘာပြောမလို့လဲထွေထွေထူးထူးမရှိပါဘူးကိုပိုင်ကလေးတော့ဝက်ပြစ်ခဲ့ပုံလေးဖြူးရှင်လို့ပါအော်ဂလူလားဒါဆိုကျုပ်ရဲ့ကြီးမားသောစွန့်စားခန်းကိုပြောပြရတာပေါ့ကျွန်ုပ်လည်းခွင့်ဝင်တော့ဆရာတို့ပုံဖန်ကလောက်ကြံစခင်းလိုက်လေသည်ခင်ထားမှာကျွန်ုပ်ဤလန်ကျုံများကိုအမှန်ဟုထင်ကပါဇက်အဟောင်းသားဖြင့်နားထောင်ရင်အထင်ကြီးသောမျက်လုံးများဖြင့်ငေးကြည့်နေ၏ဇာဆုံးသောကိုပိုင်ကလေးပြောတဲ့စွန့်စားခန်းမှာကိုစောတင်မောင်မပါဘူးဆိုတော့အဲ့ဒီချိန်ကိုစောတင်မောင်ကဘယ်ရောက်နေလဲယင်ထော်ကကျွန်ုပ်လည်းပါဇက်ထက်ရှိတယ်လို့ပြောချလိုက်မိ၏ဟာဒီကောင်စိုးကြီးတိုးကောင်မြင်တာနဲ့တစ်ပင်မော်ပြည့်တဲ့နေရလေဒါလည်းအပြစ်မဆူတာပါဘူးတော်တွေ့ကြုံမှမရှိသေးပဲကိုဘာကွာဘိုက်ကလေးမင်းဘာပြောလိုက်တာလဲအတန်နဲ့တူကြက်တည်မရှိသောစောတင်မောင်ဤမျက်နာကြီးကပေါ်လာချေ၏ဟိုက်ဒီကောင်